အားလုံးပဲမင်္ဂလာပါခင်ဗျာပကံခီးသွားပြလို့လေးတွေကိုဖော်ပြလာခဲ့တာအခုဆိုရင် episode 3ကိုရောက်လာပါပြီငှက်ပြတောင်ဖျားဘော်ကအပြန်ရွှေစည်းကုန်းစီတီတော်ဖျားကြီးကိုတွားရောက်ဖွင့်မှုခဲ့ပါတယ်ပထမငှက်ပြတောင်ဖျားဒုတိယရွှေစည်းကုန်းတတိယဓမယံကြီးနောက်ဆုံးအနေနဲ့အာနန္ဒာဖျားမှာစီမီပူဇော်ပြီးကျွန်တော်တို့ရဲ့ပထမနေ့ကိုအဆုံးသတ်ဖို့စီစဉ်ထားခဲ့ပါတယ်ကျွန်တော်တို့ရွှေစည်းကုန်းစီတီကိုရောက်တဲ့အချိန်ဟာနေ့လယ်12နာရီပတ်ဝန်းကျင်ဖြစ်နေတာကြောင့်ပကံနေရအတော်လေးပူနေပါပြီဒါပေမဲ့ဖျားဆောင်နှန်းလေးတွေခြေချလိုက်တာနဲ့အေးချမ်းတဲ့တီတီကိုစတင်ခံစားခဲ့ရပါတယ်လာပြင်းနေဖြစ်တာကြောင့်ဆောင်နှန်းတစ်လျှောက်ဖျားဘူးတွေနဲ့ပြည့်လို့နေပါတယ်လက်ဆောင်ပစ္စည်းဆိုင်တွေမှာလည်းလူချင်းစပွဲခင်းချင်းလုပ်ထားပါတယ်ပကံရောရဲ့တည့်ရဲ့အင်ဂျီလေးတွေရလည်းမရှိမဖြစ်မို့ကျွန်တော်လည်းတက်တယ်ဝယ်ခဲ့လိုက်ပါတယ်လက်ဆောင်ပစ္စည်းဆိုင်တွေစုံကြည့်ပြီးတော့တရေကြနေတာအကျိုးမရှိတော့တာမဟုတ်ဖျားဖို့ဖျားတဲ့ဝင်ခဲ့လိုက်ပါတယ်ဒုမာဓမယံအနုမာအနန္ဒာအမြင့်မှာတပ်ပညုတကိုးမှာရွှေစည်းကုန်ရဲ့လို့စာရီတွေဖတ်ခဲ့ပူပါတယ်ရွှေစည်းကုန်စီတီတော်မြတ်ကြီးရဲ့အရေးဟာဖျားရင်ပြင်မှာမပေါ်ပဲအေယာဝတီမြစ်ထဲမှာပေါ်ခြင်းခြေအားပင်တွေရင်ပြင်ပတ်လေပေါင်နေခြင်းရှည်ဆိုင်ကလူပြီးကျန်ရတဲ့အမိုက်တွေရင်ပြင်းပေါ်ကိုမရောက်ခြင်းလူတီရဲ့နတ်တီရဲ့နဂါးတီရဲ့တဲ့ဖျားရဲ့လိုနာမည်ကြီးခြင်းစွန်းဦးအောင်မကက်လူနိုင်ခြင်းစသဖြင့်ပြောစမဲ့ရှိတာတွေကိုလည်းမှတ်သားခဲ့ပူပါတယ်အစကတော့ကျွန်တော်ပကံဖျားတနေရာမှာစောက်လေးဖတ်ကြည့်ပြပါပဲအဲဒါကြောင့်ရန်ကုန်ထဲကကျွန်တော်ကြိုပြီးတော့စောက်တော့ယူလာခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ထင်သလိုမဖြစ်ခဲ့ပါဘူးလူတွေစီကားနေတဲ့နေရာမှာစောက်တော့ဖတ်ဖို့ဆိုတာဘလို့မှအဆင်မပြေပါဘူးအဲ့လိုနဲ့ပဲကျွန်တော်တို့ရွှေစည်းကုန်းစီတီတော်ကနေဖတ်ကြတော့နေ့လည်စာလည်းမစားရသေးတာကြောင့်အတော်လေးစာနေခဲ့ပါပြီဒါနဲ့ပဲပကံမှာအတော်လေးနာမည်ကြီးတဲ့ရွှေမြန်မာထမင်းဆိုင်မှာနေ့လည်စာကိုစားခဲ့ပါတယ်ထမင်းစားပြီးတော့ရွံ့နယ်လေးနဲ့လက်ဖက်တုပ်လေးလာပြီးတာကြောင့်ကျွန်တော်အတော်လေးသဘောကျသွားခဲ့ပါတယ်လက်ဖက်တုပ်မြင်မနေနိုင်တဲ့ကျွန်တော်တို့တော့အာကပတ်ဆက်လူပြရကြုံတဲ့နေ့လည်စာလေးအဖြစ်အမက်ရနေမိပါတော့တယ်နေ့လည်စာကိုတော့ကျွန်တော်မှန်မမရင်3ယောက်ဝါစားတာကိုမှ3000ကျော်လောက်ဆိုတော့အတော်လေးဈေးတင်ခဲ့တယ်လို့ထင်ပါတယ်စားလို့လည်းအတော်ကောင်းခဲ့ပါတယ်စားတော့ပြီးတော့နဲ့အချိန်မဆွဲတော့ပဲဓမယံကြီးဖျားကိုကျွန်တော်တို့ထွက်ခဲ့ပါတယ်ဒုမာဓမယံဆိုတဲ့အတိုင်းဒုတဲ့အလွန်ကြီးမားတဲ့ဖျားတဆူဖြစ်တယ်ဆိုတာအဝါထတယ်မြင်လိုက်ရတော့ဖို့တိချသွားပါတယ်အဖကိုတတ်တဲ့သားအခုကိုတတ်တဲ့ညီမယားကိုတတ်တဲ့လင်အာနာရှင်နဲ့တဲ့ဖျားရဲ့လို့နာမည်ကြီးလာပါတယ်ဒုမာဓမယံဆိုတဲ့အတိုင်းအုံးနဲ့ချက်ချာကိုအထိုးလို့ဝင်ရင်လက်ဖြတ်တဲ့ဓမယံကြီးဆိုတာနဲ့နေရသူမင်းကိုလည်းသိကြမှာပါပြီးတော့အချုပ်တရားနဲ့တဲတဲ့ဖျားဆိုပြီးတော့လည်းအလုံးကဆိုကြပါတယ်ဓမယံကြီးဖျားကိုအဝေးကနေကြည့်လို့ရှိရင်သူကပီရမစ်ပုံနဲ့လည်းတူတယ်လို့ပြောကြပါတယ်ပြီးတော့ဒီဓမယံကြီးဖျားဟာအာနန္ဒာဖျားရဲ့ဖောင်ဒေးရှင်းနဲ့လည်းပုံစံတူတယ်ပုံစံတူတယ်ပေါ့ဗျာပြီးတော့ဒီအုတ်ချက်တွေကိုလည်းပြောရင်တော့သူရဲ့ဒီကြောက်စာထဲမှာတော့ရေးထိုးတာပဲเนาะဘယ်လောက်ဒီတော့မှကောင်းလဲဆိုလို့ရှိရင်အဲ့တောင်မှပဲထိုးလို့မဝင်ဘူးလို့သူကအဲ့လိုမျိုးပြောပါတယ်ဒါပေမဲ့တခုကျွန်တော်သွားတွေ့တာကတော့ဒီဖျားရဲ့သူကြောက်စာတိုင်းမှာဒါတံပယ်လို့ပဲတုံလုံးထားတယ်သူတံပယ်ဆိုတော့ဒါဖျားเจ้าပေါ့ဗျာဖျားเจ้าလို့ပဲတုံလုံးတာဖျားလို့တော့မတုံစေတီလို့ပေါ့အဲ့လိုမျိုးတွေမဟုတ်ဘူးဒါဖျားเจ้าဒါကျွန်တော်ကတော့ပြောရင်တော့ဒီအားတွေကိုကျွန်တော်နားမလည်ဘူးဗျာကျွန်တော်အမြင်လေးပါပဲစီတီတော့မဟုတ်ဘူးဒါလည်းရွှေစည်းကုန်းစီတီဗျာဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါဆိုရင်ဖျားလို့ပဲကျွန်တော်တို့ထင်တာလေအစားတော့ဆိုရင်ဒါပေမဲ့အတွင်းထဲမှာတော့ဖျားရုပ်ပွားတော်လေးတွေရှိတယ်ကိန်းအောင်တွေပေါ့နော်ဒီချာကိုွယ်ထားတယ်ရှိခဲ့တယ်ဒါပေမဲ့သူ့ကိုတော့ဖျားတံပဲလို့ပဲတုံလုံးလာတယ်ခြုံအောင်ပြီးတော့ဆိုရင်တော့အထဲမှာတော့ဒီမုနိနစုသူကပလန်တစ်ခုထဲမှာတည်ထားတယ်ဆိုတာလေဒီဓမယံကြီးဖျားရဲ့အထင်ကြီးရအကြောင်းအရာတစ်ခုပေါ့ဗျာ
အဲ့လိုနဲ့ကျွန်တော်တို့တွေအာနန္ဒဘုရားကိုနောက်ဆုံးကျွန်တော်တို့ပလန်ဆွဲထားတဲ့အာနန္ဒဘုရားကိုရောက်ရှိခဲ့ပါတယ်အာနန္ဒဘုရားကတော့ဒီတဲ့အတိုင်းကျန်စစ်သားမင်းကြီးတည်ခဲ့တယ်သူမကေခင်ပေါ့နော်တည်ခဲ့တယ်အရန်လဲတကူကြီးခဲ့တယ်အရန်လဲလက်ရမြောက်တယ်အနုမအာနန္ဒဆိုတဲ့အတိုင်းအနုစိတ်လက်ရတဲ့အရန်ကိုပြောင်းပြောင်းလုံးတဲ့စီတီတစုပါပြီးတော့အတွင်းဒီအဲမှာဆိုလဲဒီထားတဲ့ရုပ်ပွားတော်ကြီးကလည်းအရန်ကိုမှတည်တက်လာပါပါတယ်ဒီတက်ကြည်ညိုပွဲပြည့်ရှိပါတယ်ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာတော့စိတ်မီးတွေမထုံကြသေးဘူးကျွန်တော်တို့ကမီးလေးတွေထုံထားတယ်မီးပုံးလေးတွေချိန်ထားတာတွေ့တယ်အဲ့ဒါနဲ့ကျွန်တော်တက်ပုံလေးရိုက်တယ်လာပညာကြီးဆိုတော့လာကတော့ထိနေသားနေတာပါပဲအချို့တွေလည်းထိုင်ပြီးစောင့်နေကြတယ်ဖြည်းဖြည်းနဲ့ဒီအစကတော့ကျွန်တော်တို့အဲ့ဒီစိတ်မီးထုံးတာကိုသူတို့ကလူတိုင်းလောက်ခွင့်မပြုဘူးဗျာသူတို့အမှစင်မီထုံးဖို့တော့ဝယ်ရတာရှိတယ်စင်မီတိုင်းလေးတွေဝယ်ရတာရှိတယ်အဲ့လိုဝယ်တဲ့လူတွေပဲစင်မီထုံးဝင်ရှိတယ်နောက်ဆုံးတော့နောက်တော့ဘယ်လိုဖြစ်လာလဲဆိုတော့အဲ့ချိန်မှာလေတွေကလည်းအရန်တိုက်တော့မတ်ရပါဗျာလေတွေကအရန်တိုက်တော့ကျွန်တော်တို့ဖျောင်းနိုင်တွေကငြိမ်းသွားကြတာနဲ့ဖျောင်းနိုင်တွေမပြည့်ဘူးငြိမ်းသွားလိုက်ပြန်ထောင်းလိုက်ငြိမ်းသွားလိုက်ပြန်ထောင်းလိုက်နေဖြစ်နေကြတာနောက်ဆုံးကျွန်တော်တို့တွေအမှဘယ်သူမှမပြောကြတော့အကုန်လုံးဝိုင်းထုံးလို့ရပါတယ်။ဘာညာသူတို့ပြောနိုင်ကြတာနဲ့ကျွန်တော်တို့တွေအကုန်လုံးဝင်ပြီးတော့ဖျားမှာစင်မီပူဇော်ဝင်ရခဲ့ပါတယ်။တော်လေးပျော်ဖို့ကောင်းခဲ့ပါတယ်။အတော်လေးလှတဲ့ညာလေးပါအမတ်တရားတွေများစွာဖြစ်ခဲ့တဲ့ညာလေးပါပဲ။ကျွန်တော်ရဲ့ဒီပကံခီးသောဘလော်လေးကိုဆောင်ရွက်ကြည့်ပေးကြတဲ့လူတွေတယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဘက်ကလည်းဗီဒီယိုလေးတွေကိုတနင်္လာနေ့အကောင်းဆုံးဖြစ်အောင်ကြိုးစားတင်ပြပေးဖို့ရည်ရွယ်ထားပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုစောင့်မျှော်ကြည့်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးတွေလုပ်ပေးထားဖို့လည်းတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင်ဒီဟာ notification လေးကိုနှိပ်ပေးသွားဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာအားလုံးပဲနှုတ်ဆက်ခဲ့ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ခင်ဗျာ